TikTok ဗီဒီယိုတွေရဲ့အောက်မှာကျွန်တော်တို့ဓာတ်ပုံ comment လေးတွေမှန်းလို့ရပါတယ်ဒါမရသေးတဲ့သူများနဲ့ဘယ်လို comment မှန်းရလဲဆိုတာမသိသေးတဲ့သူများအတွက်ဒီဗီဒီယိုလေးမှာအားလုံးတက်ကျွန်တော်ကနေပြီးတော့မျှဝေပေးပါမယ်ခင်ဗျာကျွန်တော်တို့ကပထမဆုံးအနေဖြင့် Play Store ထဲကိုဝင်ပြီးတော့ကျွန်တော်တို့က TikTok update ဆိုပြီးတော့တစ်ချက်ရိုက်ပေးပါဒီလိုရိုက်လိုက်ပြီဆိုလို့ရှိရင် Play Store မှာကိုယ့်ရဲ့ TikTok က update ဖြစ်မနေဘူးဆိုဒီလိုမျိုးလေးပေါ်ပါတယ် update ဆိုပြီး update ကလေးကိုကျွန်တော်နှိပ်ပြီးတော့ update တစ်ချက်မြှင့်ပေးလိုက်ပါ update ပြီးတဲ့အထိကျွန်တော်တို့ကခဏလောက်စောင့်ပေးပါဒါဆိုရင်ကျွန်တော်တို့ update မြင့်တော့ပြည့်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင် open ဖြစ်သွားပြီ open ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ TikTok account ထဲကိုကျွန်တော်တို့ဝင်လိုက်ပါကျွန်တော်တို့က comment ပြန်ကျင်တဲ့ comment တွေရှိတယ်ဆိုရင်ဒါမှမဟုတ်လေသူများကိုမှန်းကျင်တယ်ဆိုလဲကျွန်တော်တို့မှန်းလို့ရတယ်ပေါ့နော်ကျွန်တော်က comment လေးတစ်ခုကိုကျွန်တော်ပြန်ကျင်တဲ့အတွက်ကြောင့်အဲ့လိုတစ်ချက်နှိပ်လိုက်တယ်နှိပ်ပြီးတော့သူကကျွန်တော်ဓာတ်ပုံ comment လေးမှတ်ထားအဲ့တော့ကျွန်တော်က TikTok update မြင့်ပြီးရဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ဒီ comment ဆိုတဲ့နေရာမှာ gallery ပုံစံမျိုးလေးပေါ့နော်ဒီမှာဓာတ်ပုံပြကန်းလေးပေါ်လာပြီအဲ့လိုကျွန်တော်ပြန်နှိပ်တယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်မှန်းကျင်တဲ့ဟာလေးကိုပြန်ပြီးတော့เนาะကျွန်တော်ကအဲ့တော့ဓာတ်ပုံလေးကိုပြန်ပြီး comment မှတ်မယ်ဓာတ်ပုံလေးကိုကျွန်တော်တို့ယူလိုက်ပါပြီးလို့ရှိရင်အနီရောင်ဆန်းကလုတ်လေးကိုနှိပ်ပေးပါဆိုတော့ဒါဓာတ်ပုံ comment ကိုကိုကပြန်ပြီးတော့နှိပ်ပြီးတော့ပို့ပေးတာပေါ့နော်အဲ့တော့ကိုရဲ့ဒီ comment တွေမှာပြန်ပြီးတော့ TikTok update မြင့်လိုက်ပြီဆိုလို့ရှိရင်အဲ့လိုမျိုးလေးကျွန်တော်တို့ပြန်ပြီးတော့မှန်းလို့ရတယ်ပေါ့နော်သူက TikTok update မြင့်ထားမရသေးဘူးဆိုတဲ့လူတွေကကျွန်တော်အချိန်နဲ့ငယ်တော့စောင့်ပေးရတယ်ခင်ဗျလူတိုင်းနှီးပါတော့ရနေမရသေးတဲ့သူတွေလည်းရှိရဲဒါပေမဲ့စိတ်ရှိရှိနဲ့စောင့်ပေးပါအဆင်ပြေလာပါလိမ့်မယ်အားလုံးကိုလည်းကျေးဇူး